Hello အားလုံးပဲမင်္ဂလာပါ Wizard Press Coffee Channel နဲ့ပြောမှာပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့အခုလိုမျိုးထိုးရလည်းလွယ်ပြီးတော့မှချိန်တိုတွင်းမှာမြန်ပြီးမယ် Clover တရွက်ထုံးလေးကိုညှောင်းပေးတော့မှာဖြစ်ပါတယ်နှစ်ခုလုံးအတွက်အသုံးပြုထားတာလေးကတော့ Nicotine Fiber Line ကို aside 3.5mm 6 နံပါတ်6ကိုသုံးပြီးတော့ထိုးထားဖြစ်ပါတယ်ချီရတော့ Nicotine Fiber Line ကိုသုံးပါမယ်စထိုးဖို့အတွက်ပထမဆုံး magic green လေးအရင်လုပ်ပါမယ် magic green လေးလုပ်ပြီးတော့ရင်တော့ချိန်သုံးခုအရင်ထိုးပါမယ်ပြီးရင်နှစ်ရက်တင်တိုင်းရှိသုံးခါထိုးပါမယ်နေရတင်လန်ရှိ3ခါထိုးပြီးသွားရင်တော့နောက်ထပ်ချိန်သုံးခုထပ်လုပ်လိုက်ပါမယ်ပြီးရင်သူပေးကရက်ထဲဒီခွင်းထဲမှာပဲslip knot လုပ်ပါမယ် slip stitch ထိုးပါမယ်ဖုံးမီထိုးပါပေါ့နော်ပြီးရင်နောက်ထပ်ပြီးတော့ချိန်သုံးခုဆက်ထိုးပါမယ်နောက်ပြီးကြရင်တော့နေရတင်လန်ရှိ3နိုင်ထပ်ထိုးပါမယ်အဲ့လိုမျိုးကို၄ခုပြအောင်ထိုးသွားပေးရပါမယ်ဒီလိုမျိုးပွင့်ပတ်လေးတွေ၄ခုပြအောင်ထိုးပြီးသွားရင်တော့ဒီရိုးညာလန်းလေးလုံးမယ်ပေါ့နော်အဲ့ဒါလေးလုပ်ဖို့အတွက်ကိုချိန်9ခုထိုးပါမယ်ချိန်9ခုထိုးပြီးသွားရင်တော့ဒီတစ်ခုကိုကြော်ပြီးတော့6ခုမြောက်ပါနောက်ထပ်2ခုမြောက်ပေါ့နော်အဲ့ခါမှာတိုင်တိုလေးတစ်တိုင်းထိုးပါမယ်ပြီးရင်တော့ slip stitch ရှက်ကော်လေးတွေ9ခါပြအောင်ထိုးပါမယ်ရှက်ကော်လေး9ခါပြအောင်ထိုးပြီးသွားရင်တော့ဒီပေါက်ထဲမှာပဲနောက်ထပ်ရှက်ကော်တစ်ခုထိုးပြီးတော့ချီစာကိုဖျက်လိုက်ပါမယ်ပြီးရင်တော့ဒီချီစာကိုတင်းတင်းလေးဆွဲလိုက်ပါမယ်ချီစာကိုတင်းတင်းလေးစီအောင်ဆွဲပြီးသွားရင်ဒီဖြတ်ခဲ့တဲ့ဟာလေးတွေကိုနောက်မှသိမ်းပါမယ်ချုပ်ဝက်လေးနဲ့သိမ်းပြတော့ပါမယ်နော်တိမ်ပြီးသွားတဲ့အခါမှာတော့ခုလိုမျိုးပွင့်ပတ်လေးခုပါတယ် Clover တိရွက်လေးရပြီဖြစ်ပါတယ်ဒီကောင်လေးကတော့နည်းနည်းကြီးနေတာသူကဟိုပါပေါ့နော်2ရက်တင်တိုင်းရှင်မခွင်းနဲ့3ရက်တင်တိုင်းရှင်နဲ့ထိုးလိုက်တာအတွက်ကြောင့်မလို့ပါပြီးတော့ချီကိုတင်းတင်းလေးဆွဲပြီးစီးလိုက်မယ်ဆိုရင်ခုလိုမျိုးအပိတ်ကလေးရပါတယ်ဒီကောင်လေးတွေကတော့နည်းနည်းဟနေပါတယ်ဆုံးဖြတ်ကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ် Bye bye